ဆင့်တန်းရှိအနာယူပါအဆင့်တန်းမြင့်မားစွာရှင်သန်အောင်မြင်ခြင်းလူငယ်တို့ရေလောကမှာအောင်မြင်မှုကိုအရယူတဲ့အခါပတ်စံကြွယ်ဝမှုဒါမှမဟုတ်ဘွဲလက်မှတ်တွေရတာကိုပဲအဆင့်အတန်းလို့မတတ်မှတ်လိုက်ပါနဲ့တကယ်တော့အဆင့်တန်းဆိုတာရိုသားမှုကြိုးစားအားထုတ်မှုနဲ့စိတ်သက်ခေါ်အားတွေပေါင်းစပ်ပြီးဘလို့အခက်အခဲတွေကိုမဆိုထိုက်တန်စွာရင်ဆိုင်ကြော်လွှမ်းနိုင်တာကိုဆိုလိုတာပါရိုသားခြင်းရဲ့အင်အားပထမဆုံးအနေနဲ့ဘယ်အရာကိုမဆိုရိုသားစွာနဲ့ဆောင်ရွက်ပါကိုယ့်ရဲ့လုပ်ရက်တိုင်းမှာချောင်းမှန်မှန်ကန်ခြင်းကိုခြေခံမှာရိုသားမှုကရှေ့တည်တန်းတဲ့ယုံကြည်မှုကိုတည်ဆောက်ပေးပြီးတင့်ကိုပို့ပြီးတော့မြင့်မိုင်းအောင်မြင်မှုစီကိုပို့ဆောင်ရွက်ပေးပါလိမ့်မယ်လိန်ညာခြင်းကောက်ကျစ်ခြင်းတို့ဟာယာယီအားဖြင့်အောင်မြင်တရားရှိပေမဲ့နောက်ဆုံးမှာတော့သူလည်းတော့တတ်ပါတယ်စ조사အားထုတ်ခြင်းတန်ဖိုးဒုတိယအနေနဲ့ဘယ်အရာကိုမဆိုအစွမ်းကိုစ조사အားထုတ်ပါတင်လှုပ်ခြင်းနဲ့အရာတင်ဖြစ်ခြင်းနဲ့အရာတွေကိုအတွက်ချိန်ပေးပြီးတော့လေ့လာနေဦးပါအတားအဆီးတွေစိန်ခေါ်မှုတွေကြုံလာတဲ့အခါအရှုံးမပေးပဲဇွဲရှိဆက်လက်ကြိုးစားပါတည့်ရဲ့ကြိုးစားမှုကတနေ့မှာတင့်ကိုအောင်မြင်ဖို့ပန်းတိုင်စီကိုမလွယ်မတည်ပို့ဆောင်ပေးပါလိမ့်မယ်စိတ်သက်ခွန်အားတွေနဲ့အနာယူခြင်းနောက်ဆုံးအနေနဲ့ဘယ်အရာကိုမဆိုအစင်တန်းရှိအနာယူပါဆိုလိုတာကတင်အောင်မြင်မှုရရှိတဲ့အခါမန်မာနတွေမကြည့်ပဲနှိမ့်ချစွာနေထိုင်ပါတကယ်လို့တင်ရှုံးနိုင်ခဲ့ရင်လည်းစိတ်သက်မကြပဲတင်ငန်းစာယူပြီးပုံမူကောင်းမွန်အောင်ကြိုးစားပါကိုယုံကြည်မှုရှိနဲ့ဂုဏ်သိက္ခာရှိစွာနေထိုင်ခြင်းကတင့်ရဲ့အစဉ်အတန်းကိုဖော်ပြနေတာပါလူငယ်တို့ရေပတ်စံရှိတာဖွဲရတာတွေဟာအောင်မြင်မှုရဲ့တိုင်းတာမှုစံနှုန်းတွေမဟုတ်ပါဘူးတကယ်အစဉ်အတန်းဆိုတာတင်ဘလို့နေထိုင်လဲဘလို့လွတ်ဆောင်လဲဘလို့စူးစမ်းလဲဆိုတာတင်ရဲ့အတွင်းစိတ်အေးခြင်းတွေလည်းဖြစ်ပါတယ်ဒီရည်ရှင်းတွေကိုမွေးမြူပြီးတင်ပေရာကိုမဆိုအဆင့်တန်းရှိအနာယူပါစေကြောင့်စွမို့ကောင်တောင်းပေးလိုက်ပါတယ်